ဒီနေ့ကျွန်တော်တို့ကလေးသားနာတော်နဲ့ကောပုခရစ်တီအလုံးမမြတ်တန်ရှင်တော်မတော်ကိုရိုက်အသားတော်နဲ့သွေးတော်ပွဲတော်နေကြီးကိုကျင်းပခြင်းဖြစ်ပါတယ်ဒီ Coromia Sacramentu the Holy Eucharist ဒီတန်ရှင်တဲ့ Coromia Sacramentu ဟာ is a covenant bringing တရားတော်ဖြစ်ပါတယ်အဲ့တော့ဒီ bringing တရားတော်ဆိုတာကကျွန်တော်တို့ဒီလောကမှာရှိနေတဲ့ contract စာချုပ်ဒီဂတိတွေနဲ့မတူဘဲနဲ့ဒီပုံမှုပြီးတော့မြင့်မြတ်တဲ့အရာတစ်ခုဖြစ်ပါတယ်စာချုပ်တစ်ခုမှာ is a equality ကျွန်တော်တို့ညီတူညီမျှဖလှယ်ခြင်းဖြစ်ပါတယ်မြေစာချုပ်ကလို့ဆိုရင်သူ့ရဲ့ငွေသားနဲ့နောက်ကျွန်တော်တို့လဲကြသလိုဒါပေမဲ့ဒီ covenant ဆိုတဲ့ဒီ bringing တရားတော်မှာကျတော့ no equality မရှိဘဲနဲ့ပေးတဲ့လူကအရာအလုံးကိုပေးစွမ်းခြင်းရရှိဖို့ရန်ဘာမှမျှော်လင့်ချက်မထားခြင်းဖြစ်ပါတယ်သူရဲ့ goodness and generosity သူရဲ့ရရောခြင်းနဲ့ကောင်းမြတ်ခြင်းတွေကိုကျွန်တော်တို့အဲ့ဒီမှာတွေ့နိုင်ပါတယ်ကျမ်းစာတော်မှာ the history of covenant ဆိုပြီးတော့ကျွန်တော်တို့ငယ်ငယ်ကလေးကတော့ကျမ်းစာတော်မှာထဲမှာကျွန်တော်တို့ဖတ်ရှုကြားနာရတယ်နော်အေးနဲ့ကျွန်တော်တို့ပြုလုပ်တဲ့ဒီ covenant bringing တွေရှိတယ်နော်အာဗြဟံဂရိထားတဲ့တိုင်းပြည်ကိုတွားဖို့ရန်အတွက်မှာကြားတဲ့နော် covenant bringing တွေရှိပါတယ်ဒီနေ့ပထမကျမ်းစာမှာကျတော့မိုးစဲနဲ့ပြုလုပ်တဲ့ bringing တရားတော်ကိုကျွန်တော်တို့ဖတ်ရှုကြားနာခြင်းပဲဖြစ်ပါတယ်ဤသွေးဒီကထာဝရဘုရားသခင်သူတို့နဲ့ဖွဲ့ဆိုသော bringing ဤသွေးဖြစ်တဲ့ဆိုပြီးတော့ဒီမိုးစဲကဒီ Israel လူမျိုးတွေပေါ်မှာဘုရားသခင်ဂရုထားတဲ့အရာများကိုဖတ်ရှုကြားနာပြီးတော့သူတို့တွေကဤအရာတွေကိုလိုက်ဆောင်ကြမယ်လိုက်နာပါမယ်ဆိုတော့ဝန်ခံကြခြင်းဖြစ်တယ်အဲ့တော့မိုးစဲက Israel လူ12မျိုးရဲ့ကြောက်တိုင်12ခုကိုတိဆောက်ပြီးတော့ဒီထာဝရဘုရားသခင်မိရှုရာပူဇော်တကားကိုပူဇော်ပြီးအဲ့မိုးစဲကသွေးတဝက်ကိုအင်ဒိုနိုင်ထည့်ပြီးတော့ရစ်ပလင်ပေါ်မှာပြတ်ဖန်းခဲ့ပါတယ်ကျန်တဲ့တဝက်ကိုယူပြီးတော့ bringing စာကိုယူပြီးပြည်သက်မှာဖတ်ရှုပြီးတော့ထာဝရဘုရားမိန်တော်မူသည့်အတိုင်းကျွန်တော်တို့ပြုပါမည်နားထောင်ပါမည်ဆိုပြီးတော့ဂရုထားခဲ့ခြင်းဖြစ်တယ်ဒီပါနဲ့တစ်ဆက်တည်းမှာမိုးစဲကအသွေးကိုယူပြီးတော့လူများပေါ်မှာပတ်ဖြန်းပြီးတော့ဤသွေးဒီကဤမှုရာတို့တွင်သင်တို့၌ထာဝရဘုရားသခင်ဝန်ခံတော်မူသော bringing သွေးဖြစ်သည်ဆိုပြီးတော့ဒီ bringing စာချုပ်ကိုမိုးစဲအားဖြင့်ဒီပထမကျမ်းစာမှာချိုးဆိုခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်သခင်ခရစ်တော်ကဒီဓမ္မသစ်ကာလမှာ the new covenant အသစ်တဲ့ bringing စာချုပ်ကိုသူကိုယ်တိုင်ချိုးဆိုခဲ့ပါတယ် is a covenant of love သူချိုးဆိုခဲ့တဲ့ bringing ကတော့ချစ်ချင်းမေတ္တာ bringing ဖြစ်ပါတယ်ကျွန်တော်တို့လူချစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့သွေးတော်အားဖြင့်အပြစ်တွေခွင့်လွှတ်ခြင်းရရှိဖို့ရန်အတွက်လောကကန်တိုင်ပေါ်မှာအသေးခံခြင်းအားဖြင့်ကျွန်တော်တို့ကိုမြည်များချစ်ကြောင်းပြခဲ့ခြင်း bringing ဖြစ်ပါတယ်ဒါကိုဒုတိယကျမ်းစာမှာဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ်အပြစ်ဖြင့်ညဉ့်ညွတ်နေသောသူတို့ပေါ်ပတ်ဖြန်းသည့်နွားသေးစိတ်သွေးတို့သည်လူ၏ခန္ဓာကိုယ်ကိုတန်ရှင်းမမြတ်စေတော်မူလျင်ထာဝရတည်တော်မူသောဝိညာဉ်တော်အားဖြင့်အပြစ်နာစာကင်း၍မိမိကိုယ်ကိုရည်ကောင်းအားဖြင့်ဘုရားသခင်အားတင်ပူဇော်ခဲ့သောခရစ်တော်၏သွေးတော်သည်သင်တို့၏အတ္တိတရားကိုဟောင်းနှံသော bringing တရားမှတန်ဆင်းစေပြီးအသက်ရှင်တော်မူသောဘုရားသခင်အားဝိပုစီကံရန်ဘုံဘုံဆွမ်းဆောင်ပေးလိမ့်မယ်ဆိုပြီးတော့ဒီ Hebrew မြို့သားတို့ဆံမှာတန်ပေါလုကအမိန်တော်မူခြင်းဖြစ်ပါတယ်အဲ့တော့သခင်ခရစ်တော်က New Covenant ကိုစုပ်ဆိုတဲ့ညမှာဒီဂျာဝေပြန်ပြတဲ့သူတူဖြစ်ကြောင်းကိုတန်ပေါလုကပြောခဲ့ခြင်းဖြစ်ပါတယ်ဒီနေ့ဧဝံဂေလိကျမ်းစာမှာကျတော့သခင်ခရစ်တော်ကယန်သူလက်သို့အနံခံရတဲ့ညမှာမုံကိုယူတော်မူပြီးဤမုံကသင်တို့ဖို့ငါချိုးပဲ့သောငါ၏ခန္ဓာကိုယ်ဖြစ်၏ယူရစားကြပါဤခွက်တိကငါ၏သွေး၌တည်သော bringing တရားဖြစ်၏ယူရတောက်ကြပါဆိုပြီးတော့မိမိရဲ့ခန္ဓာကိုယ်သွေးသားကိုကျွန်တော်တို့ဝိညာဉ်စာအတွက်ပြီးခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ Eucharist is a source and summit of our Christian life ဒီ Coromia Sacramentu ဟာ Christian ဘဝတသားရဲ့အဓိကအရင်းမြစ်နဲ့အထွတ်ထိပ်ပဲဖြစ်ပါတယ်ဒီ Coromia Sacramentu ကိုသခင်ခရစ်တော်ကနောက်ဆုံးညသာစာပွဲမှာစီရင်ခဲ့ပြီးတော့ကျွန်တော်တို့တွေအတွက်ဝိညာဉ်စာရာဖြစ်ပြီးခဲ့ခြင်းပဲဖြစ်ပါတယ်ယဟန်ကမင်္ဂလာစကားရွတ်ဆိုလိုက်တာနဲ့တပြိုင်နက်တည်းဒီမုန်နဲ့စပီအဖြစ်စာသည့်တစ်ခုလုံးဟာသခင်ခရစ်တော်ရဲ့အသွေးတော်နဲ့တာတော်ကိုပြောင်းလဲသွားပြီးတော့ဒီပြောင်းလဲသွားခြင်းကိုဒီအဖြစ်စာသည့်ပြောင်းလဲသွားခြင်းဆိုပြီးတော့ကျွန်တော်တို့ငယ်ငယ်ကဖျားစကားမှာသင်ခဲ့ရခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီ Eucharist ဆိုတဲ့အဓိပ္ပာယ်ကလည်း Thanksgiving to God ဖျားသခင်အားကျေးဇူးတင်ခြင်းမှတ်တကနာဖြစ်တယ်လို့ The Heavenly Jerusalem ကောင်းကင်ဘုံ၌ကျင်းပနေတဲ့ကျွန်တော်တို့တွေအသစ်နော်ဒီ Jerusalem မြို့ကြီးကိုလည်းကျွန်တော်တို့ရည်ညွှန်းခြင်းဖြစ်တယ်ဒီအပြင်ဒီ Coromia Sacramentu နဲ့မြတ်တရားရဲ့ချိတ်ဆက်ပြီးတော့ဒီ Eucharistic Assembly ဆိုပြီးလဲ
ဘာသာသူယုံကြည်သူတို့အစုဝေးရာအစုဝေးဆိုပြီးတော့လည်းခေါ်ဆိုကြပါတယ်ဒီပြင်ဒီစာတရားနဲ့ဒီကိုရမြတ်နဲ့ဆက်နွယ်ခြင်းကိုဒီ Memorial the Lord Passion Death and Resurrection သခင်ခရစ်တော်ရဲ့ဒုက္ခဆူရခံခြင်းအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းကိုအောက်မေ့တရဖို့ရန်ကျင်းပခြင်းဖြစ်လေကျွန်တော်တို့ဆိုနိုင်ပါတယ်ဒီပြင် West Sacrifice of Christ on the cross ကာလဝါရီတောင်ထိပ်ပေါ်မှာမိမိရဲ့တခြင်းတကားတဲ့လူသားတွေအဖြစ်ပူဇော်တော်မူခြင်းနဲ့ပူဇော်ခြင်းကိုလည်းရည်ညွှန်းခြင်းဖြစ်ပါတယ်ဒီပြင်ဒီပရမတ်ဆက်ကမန်တူမြစာတရားဟာ the church offering အသင်းတော်ရဲ့ခြင်းဖြစ်ပါတယ်ဒီပြင်နောက်ဆုံးဒီ sacraments of the sacrament ဒီကိုရမြတ်ဆက်ကမန်တူဟာ sacrament တူရအလုံးဖြစ်ပေါ်လာခြင်းရဲ့ဒီဘိုးအရင်မြစ်လည်းဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့လက်ခံနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကိုရမြတ်ဆက်ကမန်တူပွဲတော်နေ့ကိုကျင်းပခြင်းအပြင်ကျွန်တော်တို့ဝိညာဉ်စာရဲသုံးဆောင်သလိုကိုရမြတ်ဆက်ကမန်တူနဲ့ပေါင်းဆက်အပြီးအသက်ရှင်နိုင်ဖို့ရန်အတွက်ဒီနေ့ပွဲတော်နေ့ကြီးကိုကျင်းပခြင်းဖြစ်ပါတယ်နောက်ဆုံးနေ့နဲ့Saint John Mary Vianney ရဲ့စကားအပြင်ကျွန်တော်တို့တရားယူကြပါစို့ If you only know how much Jesus loves you သခင်ခရစ်တော်ဟာသင်တို့ကိုမြင်မြချစ်ကြောင်းသင်တို့သိတယ်ဆိုရင် you will die in happiness အဲ့ပျော်ရွှင်ခြင်းအပြင်သင်တို့ဟာတည်ဆုံးသွားနိုင်တယ် Jesus is there သခင်ခရစ်တော်ဟာအဲ့ဒီကိုရမြတ်ဆက်ကမန်တူ၌အမှန်စစ်စစ်ကျင့်ဝတ်စံပေတော်မူတယ်ဆိုပြီးတော့ Saint John Mary Vianney ကဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကိုရမြတ်ဆက်ကမန်တူပွဲတော်နေ့ကြီး၌ကျွန်တော်တို့ကိုရမြတ်ကိုပင်ကြည့်ပြီးတော့ကိုရိုနာတလုံးတစ်ဝါးဒီပေါင်းဆက်ကဝိညာဉ်အာဟာရအဖြစ်ကျွန်တော်တို့သုံးဆောင်ခဲ့ပြီးတော့စစ်မှန်တဲ့ဒီခရစ်ယာန်ကောင်းမှဖြစ်နိုင်အောင်ဒီနေ့မြတ်တရားပူဇော်ခြင်း၌ဆက်လက်ပြီးတော့စုပန်တောင်းလျှောက်သွားကြပါစို့